လူတယောက်ကဘာလို့ညံကောင်းတာလဲဘာလို့တချို့ကအားကစားမှအရေးတန်းတော်ပြီးတချို့ကတော့အမှုပညာမှာထူးချွန်ကြတာလဲဒါတွေဟာမွေးကလေးကပါလာပဲမျိုးရိုးဗီဇကြောင့်လားဒါမှမဟုတ်ကြီးပြင်းလာရတဲ့ပတ်ဝန်းကျင်ကြောင့်လားဟုတ်ကဲ့ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ရဲ့ဘဝကိုပုံဖော်ပေးနေတဲ့အဓိကတော့ချက်နှစ်ခုဖြစ်တဲ့မျိုးရိုးဗီဇနဲ့ပတ်ဝန်းကျင်ကြောင့်ကိုစိတ်ဝင်စားစရာပြောပြပေးတော့မှာဖြစ်ပါတယ်အခုပဲကျွန်တော်နဲ့အတူတူလေ့လာကြည့်လိုက်ရအောင်ဗျမျိုးရိုးဗီဇ genetics ပထမဆုံးအနေနဲ့မျိုးရိုးဗီဇ genetics အကြောင်းကိုပြောရအောင်ဗျသိပ္ပံပညာရှင်တွေကမျိုးရိုးဗီဇကိုဘဝရဲ့ပုံစံကျမ်း blueprint လို့သင်စားကြတယ်ဗျကျွန်တော်တို့ရဲ့အရက်အမောင်မျက်လုံးမယောင်အသားရည်ကအစမိဘတွေစီကရခဲ့တဲ့ DNA ထဲမှာပါပြီးသားပါဒီညမှာ DNA ဆိုတာအလွယ်ပြောရရင်တော့သက်ရှိတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကြီးထွားမှုနဲ့မျိုးပွားမှုအတွက်မျိုးရိုးဗီဇဆိုင်ရာညွှန်ကြားချက်များကိုထည့်ဆောင်ပေးရဲ့အခြေခံ molecule ဆိုပြီးသိထားရင်ရပါပြီပညာရှင်တွေရဲ့အဆိုအရကျွန်တော်တို့ရဲ့ဉာဏ်ဤ IQ နဲ့အပြုအမူတွေမှာတောင်မျိုးရိုးဗီဇကအများကြီးသက်ရောက်မှုရှိနေပါတယ်ဥပမာစီးချိုဒါမှမဟုတ်နှလုံးရောဂါလိုမျိုးကျန်းမာရေးဆိုင်ရာအားနည်းချက်တွေဟာလည်းမျိုးရိုးဗီဇကနေတဆင့်ပါလာတတ်ပါတယ်ဒါဟာကျွန်တော်တို့ဘဝရဲ့အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်ပတ်ဝန်းကျင် environment ဒါပေမဲ့ပုံစံကျမ်းရှိုံနဲ့အိမ်တလုံးဖြစ်မလာပါဘူးဒီနေရာမှာပတ်ဝန်းကျင် environment အကြောင်းပြောရအောင်ဗျာကျွန်တော်တို့ဘယ်လိုအစားအသောက်စားလဲဘယ်လိုပညာရေးမျိုးရလဲမိသားစုကဘယ်လိုပြောထောင်လဲဆိုတာတွေဟာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ပဲဖြစ်ပါတယ်ဒီပတ်ဝန်းကျင်တွေဟာကျွန်တော်တို့ရဲ့မျိုးရိုးဗီဇ genetics တွေကိုပြောင်းလဲပေးနိုင်စွာရှိပါတယ်ခန္ဓာကိုယ်တည်ဆောက်ပုံဘလောက်ကောင်းကောင်းမျိုးရိုးရှိရှိတကယ်လို့အာဟာရပြောမစားဘူးလေ့ကျင့်ခန်းမလုပ်ဘူးဆိုရင်အဲ့ဒီလိုဟာကျန်းမာတဲ့သူတယောက်ဖြစ်လာမှာမဟုတ်ပါဘူးအပြန်အလှန်သက်ရောက်မှု the interaction and epigeneticsကျွန်တော်ရဲ့နေထိုင်မှုပုံစံကမျိုးရိုးဗီဇတွေကိုအဖွင့်အပိတ်လုပ်ပေးနိုင်ပါတယ်ဆိုလိုတာကဗျကျွန်တော်တို့မှာယောဂဖြစ်နိုင်တဲ့မျိုးရိုးဗီဇပါလိုင်းတောင်မှကိုယ်တိုင်ကျန်းမာရေးနဲ့ညီညွတ်အောင်နေထိုင်မယ်ဆိုရင်အဲ့ဒီယောဂဖြစ်စေမဲ့ခလုတ်ကိုပိတ်ထားလို့ရပါတယ်ဒါတင်မကသေးဘူးဗျဒေါက်တာအိုဒက်ရရှာဗီရဲ့လေ့လာချက်အရကျွန်တော်တို့ရဲ့အတွေ့အကြုံနဲ့မှတ်ဉာဏ်တွေဟာလည်းမျိုးရိုးဗီဇကနေတဆင့်နောက်မျိုးစိတ်ကိုလက်ဆင့်ကမ်းသွားနိုင်ပါသေးတယ်လို့ဆိုထားပါတယ်လက်တွေ့ဥပမာများreal life examples ကျွန်တော်တို့ဥပမာလေးတွေနဲ့တစ်ချက်ကြည့်အောင်ဗျာကလေးတစ်ယောက်ကမွေးကလေးကညံရမ်းကောင်းတဲ့မျိုးရိုးပါလာပေမဲ့သူ့ကိုဘာပညာမှမသိပေးတဲ့ပတ်ဝန်းကျင်မှာထားလိုက်ရင်သူ့ရဲ့အလားအလာတွေဟာပျောက်ဆုံးသွားပါလိမ့်မယ်ဒီလိုပဲကဘာကျော်အားကစားသမားတွေဟာထူးချွန်တဲ့ခန္ဓာကိုယ်မျိုးရိုးရှိကြပေမဲ့သူတို့ရဲ့အောင်မြင်မှုကိုတကယ်ရလာတာကနှစ်ပေါင်းများစွာပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ရတဲ့ပတ်ဝန်းကျင်ကြောင့်ပဲဖြစ်ပါတယ်အချုပ်ပြောရရင်တော့မျိုးရိုးဗီဇဆိုတာကျွန်တော်တို့ဘာဖြစ်လာနိုင်တယ်လဲဆိုတော့အလားအလာ potential ဖြစ်ပြီးပတ်ဝန်းကျင်ဆိုတာကတော့ထိုအလားအလာကိုလက်တွေ့ reality ဖြစ်အောင်လှုပ်ဆောင်ပေးတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဟာမွေးရပါမျိုးရိုးဗီဇကိုပြောင်းလဲနိုင်ခြင်းမရှိပေမဲ့ကျွန်တော်တို့နေထိုင်မဲ့ပတ်ဝန်းကျင်နဲ့အလေးအကျင့်တွေကိုတော့ရွေးချယ်ဖန်တီးနိုင်ခွင့်ရှိပါတယ်ဒါကြောင့်မိတ်ဆွေတို့ဘဝကိုအကောင်းဆုံးထူးစစ်ဖို့အတွက်ဒီနေ့ပဲကောင်းမွန်တဲ့အလေးအကျင့်တွေနဲ့ဝင်ရန်ထားလိုက်ပါဟုတ်ကဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါမယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုသဘောကျရင် like နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့ဦးဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေခင်ဗျာ